ဒီကာမှာတညလုံးပဲအိပ်ပါကျွန်တော်ဘေးတွင်ငုတ်တုတ်ထိုင်ပြီးဆေးလိပ်ဖွာနေ၏ကျွန်တော်မှလည်းကျွန်တော်အတွေးများမှာကျွန်တော်ဖခင်ထံသို့ရောက်သွားသည်ကျွန်တော်ဇနီးထံသို့ရောက်သွားသည်ကျွန်တော်ငယ်ငယ်ကနေခဲ့သောအိမ်စီသို့လည်းပြန်ရောက်သွား၏ကျွန်တော်မိသားစုတစ်ခုလုံးမှာကျွန်တော်ချစ်သူအားလုံး၏မျက်နှာမှာတူးချင်းကျွန်တော်မျက်စိတွင်ပေါ်နေ၏ကျွန်တော်ဒီမပြန်လန်းခီးကိုသွားရတော့မည်လားကျွန်တော်ဒီတွေးဝေနေသောကျွန်တော်တွေးများကိုချက်ချင်းအစတက်ပြစ်လိုက်ငါအသက်ဟာ26နှစ်ပဲရှိသေးတယ်ငါရွှေဟာငငယ်လေးရှိသေးတယ်လောကရန်ရဲ့လှိုင်းတံမှန်သမျှကိုငါကြံ့ကြံ့ခံနိုင်သေးတယ်လာကြစမ်းဘလို့ဒုက္ခလိုက်မျိုးလာကြမလဲငွေလဲငါမှရှိတာပဲငါကိုယ်ပိုင်ငွေပဲဖရက်9000ကျော်ဂေါ်ကနီရဲ့ငွေရ2000ကျော်ဒီငွေတွေနဲ့လည်းငါဘဝရှင်တန်ရေးမျိုးမျိုးကြံနိုင်အောင်ပါပဲရုပ်ချီးပင်ကျွန်တော်ရင်ထဲ၌တမဏိဆုံးဖြတ်ချက်တစ်ခုကိုချလိုက်၏တကြွရောက်သည်နှင့်ထွက်ပြေးမိစီမံကိန်းစမည်ဒီကဂေါ်ကနီတို့နှင့်အတူပြေးမိခြေအိတ်ထဲဝတ်ထားသောတချွန်ကိုလှမ်းဆန်းကြည့်လိုက်ပို၍အာမတ်များတက်လာကြသလိုခံစားလိုက်မိ၏မနက်3 နာရီကျွန်တော်တို့ခန်းထဲသို့အိတ်ရှည်17လုံးလာပို့သွား၏တကြွတွင်ဝိမိဝစ်စားများဖြစ်မကြမီကျွန်တော်အနီးသို့ပြီးတော့ရောက်လာ၏ပြီးတော့မှကျွန်တော်တို့ပြင်သစ်မြေအောက်ကဘာမှဝါရဲ့အဖွဲသားတူဖြစ်၏ဘလို့လဲပါပြီနော်အခုတကြွသွားရကနေမှမင်းစိတ်ထဲဘလို့ရှိလဲမင်းစိတ်ထဲမှာရောငါတော့အမေရိကတိုက်ကိုသွားချင်နေတဲ့လူပဲအမေရိကတိုက်သွားပြီးတော့အခြေချမယ်လို့စိတ်ကူးပြီးတော့အမြဲငွေစုခဲ့တာငါကဖဲသမားမဟုတ်လားခီးစိတ်ပြည့်အောင်ကိုပဲဘယ်တော့မှမစုနိုင်ခဲ့ဘူးအခုမှပဲအစိုးရစည်းနဲ့ငွေမကုန်ပဲသွားရတော့မယ်ပြီးတော့ကသူစကားကိုသူသဘောကျပြီးနှိမ့်ချိုက်စွာရည်လိုက်၏ကျွန်တော်လည်းရော၍ပြုံးလိုက်မိ၏ဘေးတွင်ငုတ်တုတ်ထိုင်ပြီးစိတ်လိပ်ဖွာနေသောဒီကာကမူငါတော့တို့ရဲ့အင်မတန်လှပတဲ့ပြင်သစ်အမိမြေကြီးကိုခွဲပြီးသွားရမှာရင်ထဲမှာတမျိုးကြီးပဲကွာဆွေးမနေစမ်းပါနဲ့ဗျာခမရရဲ့အင်မတန်လှတယ်ဆိုတဲ့ပြင်သစ်အမိမြေကြီးမှာအင်မတန်လှတဲ့တရားဥပဒေကြတော့ရှိတာမှမဟုတ်ပဲမြေပဲလှတာဥပဒေကလှတာမဟုတ်ဘူးကျွန်တော်တို့အားလုံးရဲ့အတွေးများမှာတကြွရှိရာတောင်အမေရိကသို့ပြန်လွင့်သွားကြပြန်၏တခန်းလုံးမှာစောစောကကဲ့သို့ပင်ပြန်၍ငြိမ်သက်၍သွားပြန်၏အခန်းနှစ်တကြွခီနနက်6 နာရီတွင်အားလုံးလှုပ်လှုပ်ရှားရှားဖြစ်လာကြ၏ထောင်ဝါရာအားလုံးမှာယနေ့ဖြူရောင်ဝတ်စုံကိုဝတ်ထား၏သူတို့အင်ကြီးမှကြီးကျယ်သီးများကိုလည်းပြောင်းနေအောင်တိုက်ထား၏မနက်စာကျွေး၏ကိုအဝေးအိတ်ကိုတည်ပြီးတကြွသမားအားလုံးတန်းစီမတက်ရရ၏တန်းစီမှုမှာမိနစ်20ခန့်ကြာ၏နှစ်ယောက်တရဲစီရ၏တန်းစီပြီးသည်နှင့်အင်ကြီးဖြူဝတ်ထောင်ဝါရာများချမ်းရံပြီးထောင်တကားမကြီးမှစထွက်ရသည်တင်မောစိတ်သို့ဆင်းခဲ့ကြပြီများများစွာသောလူအုပ်ကြီးမှတန်းစီလျှောက်လာသောတကြွသွားကြမိသူကျွန်တော်တို့ဖွဲ့ကိုစောင့်ကြည့်နေ၏လမ်းဘေးရှိအိမ်နိုင်၏ဗရင်ပေါက်တွင်လည်းလူများပြည့်နေမြောက်ပွဲလာကြည့်သလိုပင်လေချွန်းတဲ့တစ်ခုကိုရုတ်တရက်ကြားလိုက်ရ၏အတန်လာရသို့ကျွန်တော်လှမ်းကြည့်လိုက်၏အိမ်ကြီးတဲ့အိမ်ဗရင်ပေါက်မှဖြစ်၏ကျွန်တော်ဇနီးနီနက်တီသူမဘေးတွင်ကျွန်တော်တငယ်ချင်းအင်ထိုနီနောက်အင်ထိုနီဘေးတွင်ဒီကဇနီးအားလုံးပင်ကျွန်တော်တို့ကိုစိုက်ကြည့်နေ၏ဝမ်းနေပွဲကောင်းလာပါသည်ကျွန်တော်ဇနီးယနေ့မြင်တွေ့လိုက်ရခြင်းသည်ကျွန်တော်ဘဝတွင်နောက်ဆုံးအကြိမ်တွေ့လိုက်ရခြင်းပင်ဖြစ်၏အကျဉ်းသားအလုံးမိသူမျှစကားမပြောကြပါလုံးဝစိတ်ငြိမ်နေ၏အာရများကလည်းဘာမှမပြောကျွန်တော်တို့ဖွဲ့မှာအတန်တိတ်လမ်းလျှောက်သွားနေကြသလိုရှိ၏အမှန်တော့မိသူရင်ထဲတွင်မြအတန်ထွက်နိုင်စွမ်းအားမရှိတော့တင်မောပေါ်သို့ရောက်ခဲ့ကြပြီအကျဉ်းသားအလုံးတင်မောဝမ်းကောင်းတဲ့သို့ဆင်းကြ၏ဤဝမ်းကောင်းမှာပင်လယ်ခီးတစ်လျှောက်လုံးကျွန်တော်တို့စံမြန်းချရမည့်နေရာဖြစ်၏ကျွန်တော်လက်ကိုလူတစ်ယောက်ကဖြက်ကနေကုတ်ဆွဲလိုက်၏ဂျူလော့ဖြစ်၏ပါဘီလွန်လာမြင်နေရဦးရအောင်ဟော်ရီနာအကောင်းဆုံးပဲ
ဟိုပေါ်မှာအသေးပိတ်ထားတဲ့တံပရင်ပေါင်မြင်နေမဟုတ်လားဒီအပေါက်ကိုတင်းမောပင်လေးလေးလျှောက်တော့လာဖွင့်ပေးလိုက်မယ်ဝမ်ဘိုက်ထဲကလိုက်ရတဲ့အခါဒီပရင်ပေါင်နာနေရရဖို့တိတ်အရေးကြီးတယ်ဂျူလော့မှာတကြွမှတစ်ခေါက်ပြန်ငယ်ဘူးပြီးသူ့တွင်အတွေ့အကြုံရှိသည်သူ့ကိုတလန်းလုံးဆရာတင်သွားရတော့မည်ဖြစ်၏ဂျူလော့နဲ့ကျွန်တော်နေရဥလိုက်ကြ၏ဂျူလော့ကိုဒီကနေ့ကျွန်တော်မိတ်ဆက်ပေးလိုက်၏ထိုချိန်၌ကျင်းသားတယောက်ကကျွန်တော်တို့ဥထားသောနေရာကိုလာဝင်လူ၏ဂျူလော့ကထိုကျင်းသား၏ဂုတ်ကိုရုတ်တရက်လင်းမြန်စွာလမ်းဆွဲလိုက်ပြီဒီမှာငါလူမင်းတကြွရောက်တဲ့အထိအသက်နဲ့ကိုမြဲပြီးသွားချင်ရင်တို့ဥထားတဲ့နေရာကိုတော့လာမလူနဲ့ထိုကျင်းသားလန့်သွားဟန်ရှိ၏ချက်ချင်းသူ့အထုပ်သူပြန်ကောက်ပြီးအမီးကုပ်၍ပြန်ထွက်သွား၏ဒီကသည်ဂျူလော့၏လင်းမြန်ဖြစ်လက်ပုံများကိုကြည့်ပြီးသူ့စိတ်ထဲ၌အလွန်ကျေနပ်အားရဟန်ရှိ၏ငါလည်းမင်းတို့နှစ်ယောက်ကြားမှာနေလိုက်ရမှာပဲစိတ်ထဲလုံလုံခြုံခြုံရှိသွားသလိုပဲခမကျုပ်တို့နှစ်ယောက်ကြားမှာနေရလို့ကတော့စိတ်တချဘာမှမဘူးနဲ့ပြင်သစ်မျိုးတော်ကြီးတွေကတိုက်ခန်းတစ်ခုအလုံးပိတ်ပြီးနေတာထက်တောင်ကျုပ်တို့ကြားထဲနေရတာပိုလုံခြုံမယ်တကြွရောက်သည့်အထိပင်လယ်ခီးမှာ18ရက်ကြာ၏ထူးခြားသောဖြစ်ရဟူ၍တစ်ခုသာရှိ၏တညအားလုံးအိပ်ပျော်နေချိန်လူတစ်ယောက်ကြောက်မက်ဖွယ်အော်တန်ကိုကြားရပြီးအားလုံးထကြည့်လိုက်သောအခါအကျဉ်းသားတစ်ယောက်ဓာတ်တန်ရာဖြင့်သေနေ၏ချက်ချင်းပင်တင်မောအပေါ်ထက်မှဝါရာအစိတ်30ခန့်တနက်ကိုစီဖြင့်ဆင်းလာကြပြီးအကျဉ်းသားအားလုံးကိုကိုတုံးလုံးချုပ်ခံ၏လူသက်လက်နက်ကိုလိုက်ရှာ၏ကျွန်တော်လည်းလီမြန်စွာကျွန်တော်ခြေကြားမှတချွန်ကိုခြေပွားအောင်နေ၍ဝတ်ထားလိုက်၏ကန်ဆိုးတီမှာဓားမှနှစ်ဖက်လွှာဖြစ်၍နင်းထားသောကျွန်တော်ခြေပွားကိုစူးနေ၏သွေးများကဒစိမ့်စိမ့်ထွက်နေ၏ကျွန်တော်သည်အိမ်နေမပြတ်ခြေတစ်ဖက်ထဲတွင်သာအားပြုပြီးရက်နေလိုက်၏ကျွန်တော်ဓားကိုသူတို့မတွေ့ပါသို့တော့အခြားအကျဉ်းသားချို့ထံမှဓား3ချောင်းတန်ကျွန်း2ခုတန်ဘူးဖောက်တန်အချွန်းတစ်ခုနှင့်ရွှေကြိုးတစ်ချောင်းကိုရှာတွေ့ယူသွား၏လက်နက်မိခံရသောအကျဉ်းသား6ရက်လုံးကိုအရှိခေါ်ထုတ်ထားပြီးကိုတုံးလုံးဖြင့်မတ်တက်ရက်နေစေ၏ထိုချိန်၌ဘုံမူးပါလောရောက်လာ၏သူနှင့်အတူကပတိန်နှင့်ထောင်ဆရာဝန်2ဦးပါလာ၏ဟော်ဒီတာဒီကောင်စီကမိတာဝါရာတယောက်ကဘုံမူးပါလောကိုအစီရင်ခံလိုက်၏ဟုတ်လားဟုတ်ကဲ့အကျဉ်းသားကဝန်ခံ၏ခေါ်သွားဒီကောင်ကိုစက်ခန်းအပေါ်ကဝက်ချံတကြွရောက်တဲ့အထိလိုက်ပါတယောက်ပြီးတယောက်ဆက်စစ်၏အားလုံးဝန်ခံ၏ပြဿနာပေါ်ဒီမှာနောက်ဆုံးတယောက်ဖြစ်၏လူငယ်ဖြစ်၏အသက်20အစိတ်ခန့်အများဆုံးရှိအောင်မည်အားကစားသမားတို့ဦးလည်းဖြစ်ခဲ့ဟန်ရှိ၏သူ့ခြေတံလက်တံများမှာအလွန်တန်မာပုံရပါသည်ဟောဒီအဝေးအိတ်ကိုသူ့ဘေးရတွေ့တယ်ပြစမ်းဘာရှိလဲကြည့်ရအောင်ဘုံမူပါလောကအဝေးအိတ်ကိုယူပြီးဖွင့်ကြည့်လိုက်၏စတာလင်ပေါင်300အမေရိကန်ဒေါ်လာ200နဲ့စိန်လက်စွပ်တကွင်တွေ့ဒါမင်းပစ္စည်းတွေလားဟုတ်ပါတယ်နောက်ဒီကောင်စီကဘာမိသေးလဲဒီဓာတ်လည်းသူ့စီကပဲမိတာကောင်းပြီဒီငွေတွေနဲ့ပစ္စည်းတွေအတွက်တော့မင်းကိုဘာမှအပြစ်မပေးဘူးဒီဓာတ်အတွက်တော့ဒါကကျွန်တော်ဒါမဟုတ်ပါဘူးဘာဖြစ်လို့မဟုတ်ရမှာလဲငါဒီဓာတ်ကိုမင်းဖက်နှက်ထဲကတွေ့တာပဲဝါရာတယောက်ကဝင်ပြောလိုက်ခြင်းဖြစ်ဟုတ်ပါတယ်ဒါမဲ့ကျွန်တော်ဒါမဟုတ်ဘူးမင်းသားမဟုတ်ရင်ဘယ်သူသားလဲအဲ့ဒါတော့ကျွန်တော်မသိဘူးကျွန်တော်ဒါမဟုတ်ဘူးဆိုတဲ့အကြောင်းကျွန်တော်ပြောပြတာပါမင်းနာမည်ဘယ်လိုခေါ်လဲဘုံမူပါလောက်ကဝင်မေးလိုက်ခြင်းဖြစ်ဆာဘီဒီယာရိုမီရိုမင်းအီတလီလူမျိုးထင်တယ်ဟုတ်ပါတယ်ခင်ဗျာမင်းကငါတခွန်းမဲ့မေးမယ်ဒါဘသူတားလဲမှန်မှန်ပြောစောစောအကောင်တွေပို့လိုက်တဲ့စက်ခန်းအပေါ်ကဝက်ချံဆိုတာမင်းဘလို့အခန်းမျိုးလဲဆိုတာသိလားအခန်းကျန်းငင်းတန်များတွေကမတ်တက်ရလို့မရအမြဲပူးနေတယ်ဒါကြောင့်အဲ့ဒီအခန်းနဲ့သွားနေတဲ့ကောင်တွေကဒဲအိုရက်ထည့်ပြီးအကြော်ခံရသလိုပဲတကြွရောက်တဲ့ထိတွန့်လိန်ပြီးလိုက်ရမယ်ဘုံမူပါလောက်ကချင်းချောက်လိုက်အီတလီကျင်းသားကလုံးဝမမှုပါဒီမှာထားမှုကျွန်တော်ဟာဝါရာသတင်းပေး
အကျဉ်းသားသစ္စာမဟုတ်ဘူးဒီဓာတ်ဟာဘသူဓာတ်မှန်တီအောင်လဲခမရအောင်မပြောဘူးဒီဓာတ်ဟာကျွန်တော်ဓာတ်မဟုတ်လို့မဟုတ်တဲ့အကြောင်းပြောတာပုံမူပါလို့ဤမျက်နာမှာချက်ချင်းမဲသွား၏အလွန်ဒေါသထွက်သွားပုံရ၏တင်မောကပတိန်နဲ့ငကိုကြား10မိနစ်ခန့်ဆွေးနွေးလိုက်ပြီးကပတိန်ကတင်မောသားတယောက်ကိုလှမ်းអော်ပြီးအမိန့်ပေးလိုက်၏အလွန်ပလာကောင်းသောတင်မောသားတယောက်တလန်ခန့်ရှိသောလက်ကဝစ်လောက်လုံးဘက်ရှိသည့်ကျိုးတစ်ချောင်းယူပြီးဆင်းလာ၏ဝါရာများအီတလီအကျဉ်းသားဝိုင်းဖန်ပြီးတင်မောလေကားတွင်ကပ်၍ဇောက်ထိုးကျိုးတစ်ချောင်းဖြင့်ခြိလိုက်၏ပလာကောင်းတင်မောသားကသူ့လက်တွင်ပါလာသောကျိုးဖြင့်အီတလီအကျဉ်းသားကိုအာရပါရရိုက်တော်၏မြင်ကွင်းမှတီးမခံနိုင်လောက်အောင်ပြီးအယုတ်ဆိုးပါသည်ရက်ဆက်လွန်းလာပါသည်အီတလီအကျဉ်းသားမှာတစ်ချက်မှအတန်မထွက်ပါသို့တော့ကျွန်တော်တို့ကြည်နေရသောအကျဉ်းသားများမှာဆက်မကြားနိုင်ကြတော့ပါအလုံးကြိုညှိထားသလိုပင်အမျိုးရုပ်တွေကြိုတွေတန်မြိုင်ဝိုင်းអော်ကြ၏ရုပ်ချီအဒီကယုံကြီးဖြစ်တော်မူကဲ့သို့ဖြစ်သွား၏ဟေ့ရင်နွေးငွေပိုက်တွေအကုန်ဖွင့်လိုက်စမ်းကပတိန်လှုပ်သူ၏အမိန်တန်ဖြစ်၏ရုပ်ချီရင်နွေးပိုက်များပွင့်သွားပြီးကျွန်တော်တို့လူအုပ်ကိုရင်နွေးဖြင့်လန့်ပတ်ရင်နွေးဘူး၏တံမှာကြောက်စရာခံရသဖြင့်ချက်ချင်းအသက်များပြန်တိတ်သွား၏လူ4-5ယောက်မှရင်နွေးတံကြောင့်ကျမ်းပေါ်မှာပြန်မထနိုင်တော့ပါပြင်းထန်စွာအပူလောင်ခြင်းခံလိုက်ကြရဟန်ရှိ၏တွေ့နောက်တစ်ခါတန်ထွက်ရင်ထွက်ကြည့်မင်းတို့အားလုံးကိုမီးလောင်တိုက်သွင်းပြမယ်ပုံမှုပါလို့ဤကျင်းမောင်းတန်ဖြစ်၏ကျွန်တော်တို့အားလုံးလက်နက်ချလိုက်ရလိမ့်ပြီသို့တော့စောစောကဇောက်ထိုးချီထားသောအီတလီကျင်းသားကိုမူဆက်မရိုက်တော့ကျိုးပြန်ဖြုတ်ပြီးသူ့ခန္ဓာကိုယ်ကိုကျွန်တော်တို့ကျင်းသားများကြားထဲပြန်ပစ်ပေးလိုက်၏အီတလီမှာနောက်6နှစ်ကြာသောအချိန်တွင်ကျွန်တော်ဤတကြွမှပြေးပေါ်ဖြစ်လာခဲ့ပြီးလမ်းတွင်တည်ဆုံးသွားချပါသည်ပင်လယ်ခီး18ရက်တွင်တကြွအကြောင်းကိုလည်းအပြည့်အစုံပြီးဂျူလော့ထံမှလေ့လာခွင့်ရခဲ့ပါသည်တကြိုးမှာဂီယာနာတွင်ရှိ၏ဂီယာနာမှာတောင်အမေရိကတိုက်၏အရှေ့မြောက်ဖြားတွင်ရှိ၏ပြင်သစ်နိုင်ငံပိုင်နယ်မြေဖြစ်ဂီယာနာတွင်ပင်လယ်သို့စီးဝင်လာသောမာလိုနီမြစ်ရှိ၏တကြိုးထောင်မကြီးမှာမာလိုနီမြစ်ပင်လယ်ဝမှမြင့်ညာဘက်85မိုင်အခြားတွင်ရှိ၏ယခုကျွန်တော်တို့အကျဉ်းသားများအဖွဲ့တကြွထောင်မကြီးသို့ရောက်သည်နှင့်ကျွန်တော်တို့ထဲမှအန္တရာယ်ပေးနိုင်သည်ဟုသတ်မှတ်ခြင်းခံရသောအကျဉ်းသားများကိုရွေးထုတ်မည်ဤအကျဉ်းသားများကိုပင်လယ်တွင်းရှိသောကျိုးများသို့ပို့မည်ဖြစ်၏ကြံလူများကိုမူထောင်မကြီး၌သာထားပေမည်အထူးအန္တရာယ်ပေးနိုင်သူများဖြစ်သတ်မှတ်ထားသောအကျဉ်းသားများကိုပို့မည်ကျိုးမှာ3ကျွန်းရှိ၏ပင်မထောင်မှမိုင်300ကျော်ဝေးဒူးစလုံးဟူသောကျိုးမှာတယောက်တည်းအလုံးပိတ်ထားမည်အကျဉ်းသားများကိုထား၏ရိုင်ရဲဟူသောကျွန်းတွင်အကျဉ်းသားအများစုကိုထား၏ကျွန်း3ကျွန်းတွင်အကြီးဆုံးကျွန်းဖြစ်၏စိန်ကျိုးဆက်ဟူသောကျွန်းတွင်နိုင်ငံရေးအကျဉ်းသားများကိုထား၏ကျွန်း3ကျွန်းလုံးတွင်အငယ်ဆုံးကျွန်းလည်းဖြစ်၏ဤကျွန်းမှာအသေးပြောက်များလာသဖြင့်တရေကျွန်းဟုအကျဉ်းသားများကခေါ်၏ထောင်မှပြေးရန်ရည်ရွယ်ချက်ထားရှိသောအကျဉ်းသားများသည်ပင်လယ်တွင်းမှကျွန်းများသို့အပုတ်ခံထားရပြီဟုဆိုလျှင်ပြေးရန်မလွယ်တော့ပါပြေးရန်လွယ်ဆုံးမှာမာလိုနီမြစ်ဘေးတွင်ရှိသောထောင်မကြီးဖြစ်၏အနေရှိသောကျင်းသားဖြစ်သတ်မှတ်ခံရသူများမှာယခုကျွန်တော်တို့တကြွသေမောဆိုင်သည်နှင့်ထောင်မကြီးရှိအလုံးပိတ်တည်တဲ့အထူးကျင်းငန်းများသို့အပုတ်ခံရမည်ဖြစ်၏ထိုအလုံးပိတ်ခန်းသို့ရောက်သွားပြီဆိုရင်လည်းပြေးရန်မလွယ်တော့ပါဂျူလော့မှာတကြွမှပြေးလာသူဖြစ်သည်ဖြင့်အနေရှိသောအကျဉ်းသားစင်းဝင်နေသူဖြစ်၏တင်မောဆိုင်သည်နှင့်အလုံးပိတ်တည်တဲ့အထူးကျင်းငန်းသို့မြင်ရပေမည်ဂျူလော့မှာတကြွမှဒုတိယကြိမ်ဖောက်ပြေးရန်ဆုံးဖြတ်ထားသူဖြစ်၏အလုံးပိတ်အထူးကျင်းငန်းသို့မမြင်နိုင်ပါထို့ကြောင့်သူတွင်အသင်းဝက်ဆောင်လာသောမုတ်ဆိတ်ရည်ဓာတ်တစ်ချောင်းရှိ၏ဤဓာတ်ဖြင့်တင်မောဆိုင်ခါနီတွင်သူ့ဒူးမှအရေးပြားကို6လက်မခန့်လိဖြတ်မည်နောက်တင်မောမှအစင်းတွင်လေကားမှလဲကျ၍ဒူးတွင်ပြင်းထန်စွာဒဏ်ရာရဟန်ဆောင်မည်အထူးကျင်းငန်းသို့ရောက်ရမည်အစားဆေးရုံရောက်သွားအောင်ကြံမည်ဆေးရုံမှကျွန်းဖောက်ပြေးမည်ဖြစ်၏ဤဒီမှာဂျွန်လော့၏စိတ်ကူးဖြစ်၏သူကုသိုလ်ကံမှာထူးလာပါသည်သူကြံစီစိတ်ကူးထားသည့်အတိုင်းလဲအံ့ဩစရာလက်တွေ့အောင်မြင်သွားခဲ့ပါသည်